လွန်ခဲ့တဲ့2ရက်3ရက်ကကျွန်တော်ဗီဒီယိုလေးတစ်ပိုင်းလုပ်ပြီးတော့တင်လိုက်ပါတယ်အဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ main ကလေးတွေကိုပြောလိုက်တာเนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ဒါရီးသားထဲလဲတွဲတဲ့သူတွေเนาะတယောက်ပြီးတယောက်တွဲတဲ့သူတွေအိမ်ဒီတိတ်ခါမရှိတဲ့သူတွေတန်ဖိုးမတိတဲ့တန်ဖိုးမရှိတဲ့သူတွေအတွက်ပေါ့เนาะကျွန်တော်ပြောလိုက်တာအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာ main ကလေးတိုင်းလားဆိုလို့ရှိရင်တော့မဟုတ်ပါဘူးတချို့သော main ကလေးတွေကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ညီမလေးတော်တော်များများကကျွန်တော်ကို messenger နဲ့လာပြီးတော့ပြောကြတယ်ကျွန်မကအဲ့ဒီမျိုးမိမမဟုတ်ဘူးအဲ့ဒီမျိုးတန်စာမဟုတ်ဘူးမိကောင်းဖခင်သားသမီးပါဟုတ်ပါတယ်ခင်ဗျကျွန်တော်နားလဲပါတယ်ကျွန်တော်စကားစပြောကြတဲ့ကမင်းကလေးတိုင်းမဟုတ်ပါဘူးလို့ကျွန်တော်ပြောထားပါတယ်တချို့သောမင်းကလေးအတွက်ကျွန်တော်ပြောခြင်းဖြစ်ပါတယ်မကောင်းတဲ့သူတွေအတွက်ပြောခြင်းဖြစ်ပါတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မင်းကလေးပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးပြောတဲ့အခါမှာကျွန်တော်ကကောင်းနေလားလို့မိကောင်းမေးလိုက်မယ်ကျွန်တော်လည်းကောင်းနေတဲ့အထဲမှာမပါပါဘူးဒါပေမဲ့ကောင်းအောင်စူးစမ်းနေတဲ့သူတယောက်ဖြစ်ပါတယ်ခင်ဗျအဲ့တော့တချို့မင်းကလေးတွေဆိုလို့ရှိရင်လည်းတိတဲ့အတိုင်းပဲပေါ့နော်တချို့ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းတိတဲ့အတိုင်းပဲနော်ကြီးသားကိုထဲလဲတွဲတယ်လက်ရှိလုံးနေတဲ့နေရာမှာလည်းတွဲတယ်ဖုန်းထဲမှာဆိုလို့ရှိရင်လည်းဒါချက်နေတာပေါ့နော်2ယောက်3ယောက်အဲ့ဒီလိုမျိုးတွေအများကြီးပဲနော်အဲ့တော့တချို့သူတွေကမိဘတွေကတုံတင်ဆုံးမနဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတွေဖြစ်တာပေါ့နော်အဲ့တော့မိဘတွေကတုံတင်ဆုံးမမှုမရှိတာပြီးလို့ရှိရင်ကိုကလည်းတစုထိုးတစောက်ကန်းလောက်တာအဲ့လိုမျိုးလူတွေဖြစ်ပါတယ်နော်ကိုတန်ဖို့ကိုမတီးဘူးအဲ့တော့လမ်းဘေးကတောက်ရီအိုစင်ဆိုတာကလူတိုင်းခတ်တောက်လို့ရပါတယ်နော်ဟိုလူလည်းတောက်မယ်ဒီလူလည်းတောက်မယ်တရောင်းစားလည်းတောက်မှာပဲဟုတ်တယ်မဟုတ်လားအဝဲစားလည်းတောက်မှာပဲအဲ့တော့အိမ်မှာရှိတဲ့တောက်ရီဆိုတာကလူတိုင်းတောက်လို့မရပါဘူးဘာဖြစ်လို့လဲအိမ်ရှင်ကိုခွင့်ပြုချက်တောင်းပြီးမှတောက်လို့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့တန်ဖိုးရှိတဲ့သူနဲ့တန်ဖိုးမရှိတဲ့သူအဲ့ဒါကွာပါတယ်ခင်ဗျနော်တန်ဖိုးရှိတဲ့သူဆိုတာကအိမ်ကတောက်ရီအိုစင်လိုပဲလူတိုင်းတောက်လို့မရဘူးတန်ဖိုးမရှိတဲ့သူတွေကြတော့လမ်းဘေးကတောက်ရီအိုးစင်လိုပဲเนาะလူတကာခတ်တောက်လို့ရတယ်အဲ့ဒါကိုကြီးစားတွေထဲလဲတွဲတာကိုเนาะကြုတ်ချောလို့ပါငါကခန္ဓာကိုလှလို့ပါเนาะငါ့ကိုကောင်လေးတွေကဝိုင်းဝိုင်းလဲတာပဲဆိုပြီးတော့မတွေးထားပါနဲ့အဲ့ဒါလမ်းဘေးကတောက်ရီအိုးစင်လို့တာတတ်မှတ်လိုက်ပါ